2026ကမ္ဘာဖလား Day 5ပွဲစဉ်များပွဲကြိုအထူးသုံးသက်ချက် AS Sport ပြည်သူများအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တနင်္လာညမှာရှင်ပြန်ကစားရမယ့်ကမ္ဘာဖလားပွဲစဉ်များကိုသုံးသက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဘယ်လ်ဂျီယံနဲ့အီဂျစ်ပြီးခဲ့တဲ့ကမ္ဘာဖလားပြန်ပွဲမှာဘယ်လ်ဂျီယံဟာအုပ်စုအဆင့်ကနေလက်ပြန်ခဲ့ရတဲ့အတွက်ဒီတစ်ချိန်မှာတော့ပုံမကောင်းမွန်နဲ့ရလဲရဖို့စိတ်အားထက်သန်နေမှာဖြစ်ပါတယ်လက်ရှိဘယ်လ်ဂျီယံဟာတိုက်စစ်အင်အားကောင်းနေတယ်လို့ပြန်ပွဲဆောင်နောက်ဆုံး10ပွဲဆက်ရှုံးပွဲမရှိဖြတ်တန်းထားနိုင်ပါတယ်အီဂျစ်ကတော့ခန်းစစ်မှာကြောပေမဲ့အဝေးကန်ချက်တွေအားကောင်းတဲ့ဒိုကူထရော့ဆက်တို့လိုကစားသမားတွေကိုပွဲချိန်ပြည့်ထိန်းနိုင်ဖို့မလွယ်ကူလာပါဘူးဘယ်လ်ဂျီယံပဲကြိုက်ပါတယ်ဆော်ဒီအာရေဗျနဲ့ဥရုဂွေဆော်ဒီအာရေဗျကမာကျောတဲ့ဥရုဂွေခန်းစစ်ကိုဂိုးတွန်းနိုင်ဖို့မလွယ်ကူပါဘူးဥရုဂွေအနိုင်ရဖို့များနေပေမဲ့ကြေးဟာဒီနှစ်တင်းထိပ်တိုက်တွေ့ဆုံမှုတမိုင်းတစ်လျှောက်မှာအပြော့ပြောင်းဆုံးဖြစ်နေပါတယ်ပြန်ပွဲဆုံးနောက်ဆုံး9ပွဲမှာ9ဂိုးတာရထားတဲ့ဥရုဂွေတိုက်စစ်ကလည်းတိတ်မြုံရလို့အခုပွဲမှာဂိုးနဲ့ကိုပဲအားပေးချင်ပါတယ်အီရန်နဲ့နယူးဇီလန်ဗီဇာပြဿနာရှိနေတဲ့အီရန်ဟာနယူးဇီလန်ကိုခက်ခက်ခဲရင်ဆိုင်ရမှာပါဒီပွဲမှာအီရန်ရဲ့အကျိုးပေးမှုကဇုံလိုက်ကျဆင်းလာပါတယ်တကယ်ဆိုရင် Niplex ဖွင့်လှစ်ရမှာဖြစ်ပါတယ်ဘော်ဒီဈေးနဲ့ဂိုးပေါင်းဖွင့်လှစ်မှုတဟဇာတာမဖြစ်နေလို့ဒီပွဲမှာလည်းဂိုးနဲ့ကိုပဲအားပေးပါမယ်ဒီပွဲစဉ်တွေထဲကအကြိုက်ဆုံးတပွဲကောင်းရွေးချယ်မှုတော့ AN Sport ရဲ့ Telegram Channel မှာတီးတန့်တင်ဆက်ပေးထားပါတယ် Channel ကို join ပြီးတော့အခမဲ့ရယူနိုင်ပါတယ် join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်ညီကိုတော့ဒီပွဲစဉ်ပေါ်ဘယ်လိုမြင်ကြလဲ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ